လူတိုင်းဟာจิตတိရှိခြင်းညจิตတိရှိအောင်ဘယ်လိုလုပ်ရမလဲจิตတိရှိခြင်းအကြောင်းနဲ့จิตတိမဲ့ခြင်းအကြောင်းတွေကဘာတွေလဲจิตတိရှိတယ်จิตတိမရှိဘူးဆိုတာအပြင်မတွေနဲ့သက်ဆိုင်မှုရှိသလားဒါတွေကိုတိတိကျကျစာပေကျမ်းဂန်မှာဆိုထားတဲ့အတိုင်းဘုန်းကြီးတို့တွေသိရှိနားလည်ပြီးတော့จิตတိရှိအောင်ကျင့်သုံးနေထိုင်မှုလိုအပ်တယ်ပေါ့ရှေးဥစွာจิตတိဆိုတာဘာလဲဒါကစပြီးတော့သိဖို့จิตတိဆိုတဲ့မြန်မာစကားလုံးရဲ့မြစ်ဖြားခံတဲ့ပါဠိစကားလုံးကတိရိလို့ခေါ်တယ်မြန်မာလူမျိုးတွေလည်းဒီနာမည်ကိုမှဲ့လေရှိကြတယ်တိရိတိရိจิตတိတိရိတော့မဟုတ်တိရိတိရိဆိုတာမြန်မာလိုပြန်တော့จิตတိအဲ့ဒီจิตတိဆိုတာဘာကိုခေါ်တာလဲလောကလူသားတွေจิตတိရှိခြင်းညကိုယ့်ကိုจิตတိရှိခြင်းတယ်ဆိုရင်จิตတိကဘာလဲဆိုတာသိဖို့လိုတယ်အဲ့ဒီလိုจิตတိရှိအောင်လဲဘယ်လိုကျင့်သုံးနေထိုင်ရမယ်ဆိုတာလဲသိရှိဖို့လိုတယ်ပေါ့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်မှာမိပြီးတော့ဖြစ်တဲ့အရာကိုจิตတိလို့ခေါ်တယ်